မင်္ဂလာပါခင်ဗျာ Life Guide ဘဝလမ်းညွှန် Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့တင်ဘဝကိုပြောင်းလဲခြင်းရင်ဒီနေ့ကစပြီးမလုပ်သင့်တော့တဲ့အရာ10ခုပဲဖြစ်ပါတယ်မိတ်ဆွေတို့ရေလူတိုင်းကပိုကောင်းတဲ့ဘဝကိုလိုချင်ကြပါတယ်ပိုပြီးငွေကြေးအောင်မြင်ချင်ကြပါတယ်ပိုပြီးပျော်ရွှင်ချင်ကြပါတယ်ဒါပေမဲ့လူအများစုကဘာတစ်လုပ်ရမလဲဆိုတာကိုပဲစဉ်းစားနေကြပါတယ်တကယ်တော့ဘဝကိုပြောင်းလဲဖို့အတစ်လုပ်ရမယ့်အရာတွေထက်ရက်ပြည့်ရမယ့်အရာတွေကပိုအရေးကြီးပါတယ်ဒီနေ့တင်ဘဝကိုတိတ်တဆိတ်နောက်ဆုတ်စေတဲ့မလုပ်သင့်တော့တဲ့အရာ10ခုကိုမျှဝေပေးပါမယ်တစ်ခုကိုအမြဲအပြစ်တင်နေခြင်းလူတိုင်းမှားဘူးကြပါတယ်အောင်မြင်သူတွေလည်းမှားဘူးပါတယ်မတူတာကအောင်မြင်သူတွေကအမားကိုသင်ခန်းစာအဖြစ်ယူကြတယ်။မအောင်မြင်သူတွေကကိုအပြစ်တင်ရင်ရှိမဆက်တော့ဘူး။ကိုမုန်းတာနဲ့ဘဝကပိုကောင်းမလာပါဘူး။ဒီနေ့ကစပြီးကိုခွင့်လွှတ်ပါ။တင်ယူပါ။ရှေ့ဆက်ပါ။နှစ်သူများနဲ့အမြဲနှိုင်းယှဉ်နေခြင်း social media ပေါ်မှာလူတိုင်းကသူတို့ရဲ့အကောင်းဆုံးအချိန်ကိုပဲပြကြပါတယ်။ဒါကိုကြည့်ပြီးငါမအောင်မြင်သေးဘူးလို့တွေးနေမယ်ဆိုရင်တင်းရဲ့စိတ်သက်ကြဆင်းသွားပါလိမ့်မယ်တင်းနှိုင်းရှင်တင်းတဲ့သူကမနေ့ကတင်းပဲဖြစ်ပါတယ်သုံးမနှက်ဖြန်ကိုစောင့်နေခြင်းနောက်လာမှစမယ်နှစ်တစ်မှစမယ်ပတ်စံရှိမှစမယ်ဒီလိုစောင့်နေတဲ့သူတွေရဲ့အိမ်မက်တွေကအိမ်မက်ပဲကြံနေတတ်ပါတယ်အောင်မြင်သူတွေကပြည့်စုံမှမစကြဘူးစပြီးမှပိုကောင်းလာကြတာပါလေးအချိန်ကိုဖြုံးပြီးခြင်းနေ့တိုင်းဖုန်းကို3နာရီ4နာရီကြည့်နေရင်တစ်နှစ်မှာနာရီပေါင်းထောင်ချီဆုံးရှုံးသွားပါတယ်အချိန်ကိုပြန်ဝယ်လို့မရပါဘူးအချိန်ကိုရင်းနှီးမြှုပ်နှံပါငါမတင်ယူတော့ခြင်းဒီနေ့ရဲ့ခေတ်မှာမနေ့ကသိထားတဲ့ပညာကမနှက်ဖြန်အတွက်မလုံလောက်တော့ပါဘူးတနေ့ကိုစာ10မိနစ်ဖတ်ပါ podcast နားထောင်ပါ video ကောင်းတွေကြည့်ပါတင်ယူမှုမရက်ပါနဲ့6အစိုးမြင်သူတွေနဲ့အချိန်ကုန်ခြင်းလူတချို့ကပြဿနာကိုပဲပြောတတ်ကြတယ်ဖြေရှင်းနည်းကိုမပြောဘူးအဲ့ဒီလိုလူတွေနဲ့အချိန်များလာရင်တင့်စိတ်လဲအစိုးမြင်လာပါလိမ့်မယ်တင့်ကိုအားပေးတဲ့သူစူးစမ်းနေတဲ့သူရည်မှန်းချက်ရှိတဲ့သူတွေနဲ့ပေါင်းပါ9ကျမ်းမာရေးကိုလစ်လူရှုခြင်းငွေရှာရင်ကျမ်းမာရေးပြတ်သွားရင်ရလာတဲ့ငွေကိုကျမ်းမာရေးပြန်ကူဖို့သုံးရတတ်ပါတယ်ကျမ်းမာရေးကဘဝရဲ့အခြေခံရင်းနှီးပါရှေ့အကြောင်းပြချက်ပေးနေခြင်းငွေမရှိဘူးအချိန်မရှိဘူးအသက်ကြီးပြီဒီစကားတွေကဘဝကိုမပြောင်းလဲနိုင်ပါဘူးအကြောင်းပြချက်မရှာပါနဲ့ဖြည့်ရှင်းနေရှာပါကိုကြရှုံးမှာကိုကြောက်နေခြင်းကြရှုံးမှုကိုကြောက်တဲ့သူကကြီးမားတဲ့အောင်မြင်မှုကိုမရနိုင်ပါဘူးကြရှုံးတာကအဆုံးသတ်မဟုတ်ပါဘူးတိုးတက်ဖို့တင်ယူစရာသင်ခန်းစာတစ်ခုပါတစ်ဆက်စိတ်ကူးနဲ့ပဲရက်နေခြင်းအိမ်မက်တွေအစီအစဉ်တွေစိတ်ကူးတွေဒါတွေအားလုံးကကောင်းပါတယ်ဒါပေမဲ့လှုပ်ဆောင်ချက်မရှိရင်ရလတ်မရှိပါဘူးဒီနေ့တင်းငယ်တဲ့ခြေလန်းတလန်းစလိုက်ပါမိကုံမိတ်ဆွေတို့ရေအောင်မြင်မှုဆိုတာတရက်တည်းရောက်လာတာမဟုတ်ပါဘူးနေ့စဉ်မှန်ကန်တဲ့ရွေးချယ်မှုတွေကောင်းမွန်တဲ့အလေးအကျင့်တွေရဲရင့်တဲ့လှုပ်ဆောင်ချက်တွေဒီအရာတွေစုပေါင်းပြီးအောင်မြင်မှုကိုဖန်တီးပေးပါတယ်ဒီနေ့ကစပြီးမလုပ်သင့်တော့တဲ့အရာတစ်ခုကိုရက်လိုက်ပါကောင်းတဲ့အလေးအကျင့်တစ်ခုကိုစတင်လိုက်ပါတစ်နှစ်အကြာမှာတင်ဘဝကအရင်ကနဲ့လုံးဝမတူတော့ပါဘူး Common question. ဒီ10ချက်ထဲမှာတင်ဒီနေ့ကစပြီးရက်လိုက်မဲ့အရာကဘာလဲခမန့်မှာမျှဝေပေးခဲ့ပါဒီဗီဒီယိုကတင့်အတွက်အသုံးဝင်နေဆိုရင် like လုပ်ပေးပါမိတ်ဆွေတွေလည်းအကျိုးရှိစေဖို့ share လုပ်ပေးပါ
Life Guide ဘဝလမ်းညွန်ကို subscribe follow လုပ်ထားပြီးဘဝတိုးတက်ရေးစိတ်သက်ခွန်အားအောင်မြင်မှုငွေကြေးနှင့်ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအရေးသွေးမြင့်အကြောင်းအရာများကိုနေ့စဉ်ဆက်လက်ရယူလိုက်ပါဘဝကိုပြောင်းလဲတဲ့ပထမဆုံးခြေလှမ်းကဒီနေ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ခြင်းပဲဖြစ်ပါတယ်